မင်္ဂလာပါခင်ဗျာကျွန်တော်ကိုထွေးအိမ်ချမ်းမြေကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆက်ပေးချင်တဲ့အိမ်လေးကပြင်းဦးလွင်မျိုးရေချမ်းအိုးတောင်ရွာမှာရှိတဲ့ဆွေမျိုးတော်အနီးကနှစ်ထပ်ခွဲတိုက်လေးကိုကျွန်တော်မိတ်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူသွားကြည့်ကြပါစို့နော်ကျွန်တော်တို့အိမ်ထဲကိုဝင်ပြီဆိုတာနဲ့ကျွန်တော်ကားပါကင်ကိုအရင်ဆုံးတွေ့ရပါမယ်ကျွန်တော်ကားပါကင်ကတော့ဒီနေထားလေးပါကျွန်တော်တို့အဲ့အနေမှာအိမ်ထဲကိုဝင်မယ်ဆိုရင်ကျွန်တော်ဆိုင်ကယ်ထားဖို့အတွက်နေရာလေးလည်းပါရှိတာဖြစ်ပါတယ်နေရာလေးကတော့ဆိုင်ကယ်လေး၅စီးအေးဆေးထားလို့ရမယ်နေထားလေးတစ်ခုပါအဲ့ဒီကမှကျွန်တော်တို့စင်ကယ်ခန်းလေးတစ်ခန်းရှိပါမယ်ခင်ဗျာကျွန်တော်အဲ့ဒီခန်းနဲ့လေကားချမ်းမှာကျွန်တော်တို့မီးဖို့ချောင်းဆောက်လုပ်ထားတာဖြစ်ပါတယ်ဒါမီးဖို့ချောင်းရဲ့အနေထားလေးပါဒီမီးဖို့ချောင်းရဲ့ဘေးမှာဆိုလို့ရှိရင်လည်းအင်တာရေချိုးခန်းလေးပါရှိတာဖြစ်ပါတယ်ဘေးစင်လေးတွေလည်းပါမယ်ကျွန်တော်အပေါ်တက်ဆက်သွားကြည့်ကြပါစို့နော်ကျွန်တော်အပေါ်တက်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီလေကားရဲ့ထိပ်မှာပေါ့နော်ကျွန်တော်အင်တာရေချိုးကန်းအင်တာပိုတိုင်းနဲ့ကျွန်တော်နောက်ထပ်ပါရှိပါသေးတယ်ဒီကနေပြီးမှကျွန်တော်တို့ဘေးမှာဆိုလို့ရှိရင်မာစတာကန်းနှစ်ခန်းရှိပါမယ်ခင်ဗျာကျွန်တော်ကတော့အထက်မှာလူတွေအိတ်နေတာဖြစ်တဲ့အတွက်ဖွင့်မကြည့်တော့ဘူးပေါ့နော်ဒီခန်းရဲ့ဘေးမှာကျွန်တော်တို့ဖះကျောင်းခန်းဖြစ်ပါတယ်ခင်ဗျာဖះကျောင်းဆိုတာလည်းအရန်ကိုတပ်ပယ်ပြီးကြည်ညိုဖို့ကောင်းပါတယ်အဲ့ဒီဘေးမှာကျွန်တော်ပြတင်းပေါက်ပါပါသေးတယ်เนาะအဲ့ပြတင်းပေါက်ကိုဖွင့်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဖြူလာလာလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ပန်းအိုးထားလို့ရမယ်ဝယ်နာလေးတစ်ခုပါအဲ့ဒီမှာကျွန်တော်အပေါ်တက်ဆက်တက်ကြည့်ကြပါစို့เนาะပေါ်ရောက်ပြီဆိုတာနဲ့ဆောနာအောက်ထက်လိုပါပဲခင်ဗျာသူကမစတာကန်နှစ်ခန်းပါပါတယ်ခင်ဗျာအဲ့မစတာကန်နှစ်ခန်းဘေးကနေမှကျွန်တော်တို့ဝေယနာကိုထွက်လိုက်မယ်ဆိုတာနဲ့ကျွန်တော်တို့ရေချမ်းအိုးရဲ့အရန်ကိုလှပတဲ့ဗျူးလာလာလေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိမြင်တွေ့တဲ့အတိုင်းပါပဲကျွန်တော်တို့ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဖြင့်သိန်း3500ညှိနှိုင်းလေးနဲ့ကျွန်တော်တို့ရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူကြီးမင်းတို့ဘက်ကပတ်စံကိုခြံညင်သေးတယ်ဆိုရင်တဝက်ကိုလက်ငင်းချပြီးတဝက်ကို6လဆိုင်းနဲ့လည်းကျွန်တော်တို့ရောင်းချပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39988183လုံးခွင့်လေးကိုဆက်ပြီးမေးမြန်းနိုင်တယ်ဆိုတဲ့အကြောင်းအထူးပဲသတင်းကောင်းပါပါရစေခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေနောက်တစ်နေ့မှာပြန်လည်ဆုံတွေ့ကြပါစို့နော် bye bye